ဒီနေ့ကရုံးကမမတွေနဲ့ညနေ4 နာရီလာကြောင်အင်းသွားဖို့ချိန်ထားတယ်4 နာရီလဲထိုးကနေရောမိုးရေတိတ်လိုက်တာမှရေချိုးခန်းနဲ့ရေပန်းဖွင့်ထားတယ်လို့ပဲအေးရတယ်မမသွားဖြစ်တော့ဘူးထင်တယ်ဆိုပြီးနိုင်ကြီးလိုက်မိုးကြီးလိုက်နဲ့ရင်ရလဲတထိတ်ထိတ်ပေါ့5 minutes later နောက်ဆုံးတော့ရောက်လာပါပြီမိုးဘလောက်ပဲရွာကျမတို့ရဲ့ခီးစဉ်ကတော့ပြက်လို့မဖြစ်ဘူးလေပထမဦးဆုံးမမခရစ်စတယ်ကိုသွားကြိုပါတယ်မင်္ဂလာပါကျေးဇူးဝင်တော့မယ်ခုကတော့မမလုံးအိမ်ကိုဆက်ပြီးတော့ခြိတက်နေကြပါပြီဟယ်လိုမင်္ဂလာပါမင်္ဂလာပါလာကြောင်အင်းကိုရောက်ပါပြီအင်းကြီးကတာယာလိုက်တာမှရှုခင်ကလည်းအရန်အေးချမ်းတာပဲဆိုင်ထဲကိုတန်းဝင်ပါပြီကျမတို့ဒီနေရာ2 ခါလောက်ပြောင်းလိုက်ပါတယ်ဟိုမှာလီကီကတော့အစားအသောက်တွေကိုတားမြစီးမြအောင်မာနေပါတယ်ရှင်စားနေတော့တအားလောက်နေတော့နောက်ထပ်တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ကိုစင်းသူလီကိုရောက်ရှိလာပါတယ်အခုမှပဲစုံစုံလင်လင်နဲ့ပုံမြိုင်သွားတော့တယ်ဟော့ချန်တိုက်ပြီး cheer ဆိုပြီးစားကြတောက်ကြစကားတွေပြောပြီးရင်းနေလိုက်ကြတာအင်းတစ်ပြင်လုံးကြားရတယ်ထင်တာပဲဒါနဲ့စကားမဆက်မမလုံးရဲ့မူးလာတဲ့အမွေအရာလေးကလည်းကလေးလေးကြားနေတာပဲစားလို့တောက်လို့လည်းဝါပြီးစကားတွေလည်းအားရပါရပြောပြီးပြီဆိုတော့ခုကတော့အိမ်တင်ချင်းလေးကိုရောက်ပါပြီရှာဒီဦးတို့ကအစပိုင်းမှာဖြတ်လို့ဖြတ်စီလှုပ်ချင်နေပေမဲ့လည်းနောက်ဆုံးတော့တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ညနေခင်းလေးကိုပိုင်ဆိုင်ခဲ့ရပါတယ်ရှင် Thanks for watching.